အခုနဲ့တနင်္လာတို့ရဲ့အခြေအနေကိုပြောပြပါမယ်။ရာဟုလေးတွေကငယ်ငယ်လေးကမြစ်တာနဲ့တဲ့အမြဲတမ်းအကြီးကျယ်သူတို့ပိုင်ဆိုင်ပြီးသားအချစ်တစ်ခုကိုဆုံးရှုံးရမှာအရင်ကြောက်တာကရာဟုပါ။သူတို့ကချစ်ရင်လည်းသူတို့အသက်ပဲတည်တည်အဆုံးထိပြီးပြီးတော့ချစ်တတ်တယ်။သူတို့ရဲ့အတွေးတွေကဓာတ်ဆိုင်ဖက်ကိုသွားတယ်။ပြဿနာတည်တည်လေးကိုအဆိုးဆုံးအနေအထားကိုသူတို့ကဆွဲတွေးပလိုက်တာ။ဥမာကိုချစ်သူအိမ်မှာဖက်နှက်တရံတွေ့တယ်။မိန်းကလေးဖက်နှက်။အဲ့ဖက်နှက်ကကိုအမဝမ်းခွဲလည်းဖြစ်နိုင်တယ်အမေလည်းဖြစ်နိုင်တယ်။အဲ့ရာဟုလေးတွေးလိုက်ပြီဆိုလို့ရှိရင်သူချစ်သူကနောက်ကောင်မလေးကိုအိမ်ခေါ်ထားတယ်။အုံးထိတွေးချပလိုက်ကောဒီဖက်နှက်ကဘသူကလဲလို့မေးလိုက်ရင်ပြီးသွားမယ့်ကိစ္စတေးသေးလေးကိုရှင်းလို့မရတဲ့အကြီးကြီးတွေဖြစ်ကုန်ရော။တနင်္လာကကြတော့လေ तू ကသစ္စာရှိတယ်မချစ်တတ်တာမဟုတ်ဘူးဒါပေမဲ့သူ့ရင်ထဲမှာရှိတဲ့အချစ်ကို तू ကဘယ်တော့မှထုတ်မပြတတ်ဘူး။ तू ကလွတ်လွတ်လပ်လပ်နေတတ်တယ်သူ့ကိုဆွဆွဲတာမျိုးဆိုရင်မကြိုက်ဘူး။ရာဟုကရန်တဝင်တူတယ်သူ့ကိုပြစ်သွားမှကြောက်တယ်။တန်တရားဘုန်းနေရန်မေးတတ်တယ်ဆွဆွဲတတ်တယ်။ကိုတယောက်ကလည်းသူ့ကိုအဲ့လိုမျိုးပြောရင်မကြိုက်ဘူး။အဲ့ဒီမှာသူတို့အကြီးအကျယ်ပို့တိုင်းမှုတွေဖြစ်မယ်။ဘာမဟုတ်တာလေးနဲ့နှစ်ယောက်လုံးစိတ်ဆင်းရဲတဲ့အထိစကားတွေများကြမယ်။တကယ်တမ်းပြတ်နိုင်လားဆိုတော့လည်းမပြတ်နိုင်ဘူး။တနင်္လာကလည်းမချော့နိုင်ပေမဲ့တယောက်တည်းကြရင်လွမ်းနေတတ်တယ်ဒါပေမဲ့ तू ကမာနာကြီးတာဖြစ်တဲ့အတွက်လျှော့တော့ပေးမှာမဟုတ်ဘူး။ရာဟုလေးကလည်းတန်တရားစိတ်တွေကိုလျှော့ရမယ်။တနင်္လာကလည်းသူ့ရဲ့မာနာတွေကိုလျှော့ပြီးတော့နှစ်ယောက်သာပြန်ပြီးညှိနှိုင်းကြမယ်ဆိုရင်ပြောစရာကောင်းတဲ့အခြေအနေတစ်ခုဖြစ်မှာပါ။ဘယ်နှချက်လောက်မှန်လဲဆိုတာကိုရေးပေးခဲ့ပါအောင်။အားလုံးနဲ့ပြည်မေးမယ်ဆိုလို့ရှိရင်ဆရာမရဲ့ Viber ဖုန်းနံပါတ်မှာလာပြီးတော့မေးလို့ရပါတယ်။ပညာကြီးကတော့စေနာကြီးပဲရှိပါတယ်ရှင်။